Hello ဟုတ်ကဲ့ကောင်းမြတ်ဆံပါဆိုတော့ဒီလိုကြည့်တော့ဒီကောင်ကြီးကျယ်နဲ့ဘာပြောမလဲဆိုပြီးတော့ထင်နေပါဦးမယ်ကျွန်တော်ပြောချင်ပါတယ်ဘာလဲဆိုတော့ကျွန်တော်ကတော့အမြဲတမ်းစိတ်ထဲမှာထားတယ်လူဆိုတာပထမဦးဆုံးစိတ်ထားကောင်းရမယ်စိတ်ထားကိုကောင်းကောင်းထားရမယ်ကိုကတော်ဒီဖြစ်စေတက်တီဖြစ်စေစိတ်ထားကိုကောင်းကောင်းထားမှဒါလူပီတာတယ်တကယ်လူတော်လူကောင်းဖြစ်တယ်လို့ခံယူထားတယ်ဆိုတော့ကျွန်တော်အမြဲတမ်းပဲအားလုံးစိတ်ကောင်းထားတယ်ဘယ်လိုကောင်းမလဲအသက်နိုင်ဆုံးပေါ့နော်ကိုယ့်ဘက်ကနေဒေါ်ဒါတို့ဘာလို့ဖြစ်လာပြီဆိုရင်တော့မှအသက်နိုင်ဆုံးကျွန်တော်ဖယ်ရှားဖို့ကြိုးစားတယ်ကိုယ့်ကိုလည်းပြန်ပြီးဆုံးပါတယ်ပေါ့နော်ဒါကိုငါကောင်းပါတယ်ဆိုပြီးတော့ပြောနေခြင်းလို့မဟုတ်ဘူးတကယ်တော့ပြဝင်နေပြောရင်ကျွန်တော်ကိုယ်ပဲစိတ်ထားကောင်းကျင်တာမဟုတ်ဘူးရဲ့သူများတွေအားလုံးလည်းအဲ့လိုခွင့်လွတ်တတ်တာတွေစာနာတတ်တာတွေစသဖြင့်ပေါ့နော်အဲ့လိုကောင်းတာတွေကိုဖြစ်စေခြင်းတယ်ဒါခါလေကြတော့ဗျအခုဆိုရင်ကျွန်တော်ဗာခံစားရတယ်ဆိုတော့ငါအဲ့ဒါကောင်းမှုပြောနေရတာအားလုံးကောင်းစေခြင်းလားလောကကြီးအားလုံးကဘယ်လိုကောင်းလဲမကောင်းကြပါလားပေါ့နော်စိတ်ထားတွေကတော်တော်လေးကိုခက်ထန်ကြတာပဲတလွဲတွေပြောနေကြတာပဲအားလုံးအမားတွေရှိကြတာပါပဲအမားရဲ့ကိစ္စမရှိဘူးဗျဒါပေမဲ့တချို့ကကြတော့ပြင်အောင်မပြင်ခြင်းနဲ့အမားတွေမရှိဘူးဒါဘာကြောင့်ပြောနေရဆိုရင်ကျွန်တော်လည်းဒီအခုကျွန်တော်ပေါ်မှာလဲတွေ့ရတယ်ဝဲမြင်ရတွေ့ရကြားရတယ်ကျွန်တော်ကိုယ်တိုင်၌ကိုလည်းဒီ personal ရပါဘောเนาะ personal ရဆိုဘယ်လိုကောင်းမလဲဒါပုဂ္ဂလိကအရာရောဖြစ်เสียရှိရတယ်ဖြစ်နေတယ်ဒါကိစ္စမရှိဘူးဒါပေမဲ့စိတ်ထဲမှာတွေးမိတာပေါ့เนาะတစ်ခါကျတော့ဒီလိုမျိုးစိတ်ထားကောင်းနေတာကတကယ်ရောဘာအကျိုးရှိသေးလဲပေါ့ဒီမှာဒီလိုမျိုးလူတွေကဆက်ပြီးမကောင်းနေတော့ဘူးဆက်ပြီးတော့ဗျာဒါလေးမေဆိုဘယ်လိုကောင်းမလို့စိတ်ထားကောင်းခြင်းကတကယ်ရောကောင်းရတာပေါ့တကယ်ရောထားတင်ရတာပေါ့ငါဒီလိုကြီးဆက်လုပ်နေတင်သေးလားပေါ့တစ်ခါကျရင်အဲ့လိုဖြစ်မိတယ်ဒါကျွန်တော်ဝင်လင်းဆုံးပြောကျွန်တော်စိတ်ထဲမှာကွာငါတလောက်ကြီးစိတ်ထားကောင်းစရာလိုလို့လားဆိုပြီးဖြစ်မိတယ်သူတို့တွေအားလုံးလည်းစိုးနေကြတယ်ပဲငါလည်းပြန်စိုးလိုက်ရင်မပြီးဘူးလားလို့ရှိတယ်လူဆိုတော့ဘယ်လိုခေါ်မလဲမာတင်းတဲ့နေရာမှာမာတယ်ပြောတင်းတဲ့နေရာမှာပြောရတယ်ဗျအဲ့ဒါတော့ကျွန်တော်နားလဲပါတယ်ကျွန်တော်ကိုယ်တိုင်လည်းမာတင်းတဲ့နေရာမာပါတယ်အဲ့လောက်ကြီးမဟုတ်ပါဘူးဒါပေမဲ့ဘယ်လိုခေါ်မလဲဖြစ်တာပေါ့နော်စိတ်ထားကောင်းတာကြီးထက်ငါထားနေစရာလိုသေးလားငါလူတွေကိုပြောင်းကျင်တယ်ငါလူတွေကိုကူညီခြင်းတယ်ဆိုတဲ့အကြီးရောငါထပ်ထားသိရင်လားပေါ့ဒါကြောင့်ကိုယ့်ကို question ပြန်မေးမိတယ် but I think like yeah I'll still do it ဘာတွေဖြစ်ဖြစ်ကျွန်တော်ကတော့စိတ်ထားကောင်းထပ်ထားအောင်ပါပဲစိတ်ထားကောင်းထားလို့ကျွန်တော်ကိုအကောင်းနေပြန်လာပါလို့မျောလင့်မနေတော့အဲ့လိုဘာလို့ဆိုအဲ့မျောလင့်ကြီးရတယ်မကောင်းဘူးကွာစိတ်ထားကောင်းငါကျွန်တော်စိတ်ထားကောင်းလို့ကျွန်တော်ကောင်းလာပြီပြန်ရောက်လာပါဆိုတာ like life doesn't work like that ဒီမှာ life ဆိုတာကဘဝဆိုတာကဖြစ်เสียရှိတယ်ဖြစ်လာတယ်လောကရန်ဆိုတာကအကောင်းဆုံးအကြောင်းကျိုးအကုန်ကြုံရမှာပဲဖျားလောင်းလဲကြုံရတယ်ဖျားလဲကြုံရတယ်ကျွန်တော်ကထူးခြားပြီးတော့စိတ်ထားကောင်းလေးထားတယ်ဆိုလို့မကြုံအောင်ဆက်မရှိဘူးဒါပေမဲ့ကျွန်တော်ကတော့တနေ့ချန်တော့ချလိုက်တယ်ငါသည်စိတ်ထားကောင်းကောင်းမထားဘဲနဲ့ဒါပါတော့သူများကိုမကူညီတော့သူများကိုကောင်းရပါတော့အခုဆိုကျွန်တော်လူငယ်တွေပြောင်းလဲခြင်းနဲ့အဲ့လိုမျိုးဟာဆက်မလုပ်တော့ဘဲနဲ့ငွေတမျက်နှာဖြစ်ဖြစ်ဒီဟာတမျက်နှာဖြစ်ဖြစ်ဒီဟာဟိုဟာတမျက်နှာဖြစ်ဖြစ်အဲ့ဒါပဲကြည်ပြီးတော့ငါနေနိုင်မှာမဟုတ်ဘူးငါနေမယ်ဆိုရင်လည်းငါပြောမှာမဟုတ်ဘူးဘယ်တော့မှလည်းငါနေသွားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဖြစ်ထားလိုက်တယ်ဆိုတော့ထားပါတော့သူများကိုကောင်းကျိုးပြုလို့ကိုကစိတ်ထားကောင်းထားလို့ကိုယ့်ကိုပြန်ပြီးဒုက္ခရောက်တယ်ဆိုရင်တော့ this is my curse you know ဒါကျွန်တော်ကိုတိုက်ထားတဲ့ကျိန်စာပဲလို့ပြောလို့ရတယ်နည်းနည်းတော့စားတာပေါ့နော်ကျွန်တော်မိထားတဲ့ကျိန်စာပါလဲဆိုရင်စိတ်ထားကောင်းထားတယ်ဆိုတဲ့ဟာဒီလိုပြောလို့ကျွန်တော်မှအမြဲစိတ်ကောင်းနေတော့မဟုတ်ပါဘူးဒါပေမဲ့ထားဖို့ကြိုးစားတယ်ပေါ့နော်အဲ့လိုပဲတွေးလိုက်တယ်ဒီဟာနဲ့ဆက်ပြီးတွေးမိတာပါလဲဆိုတော့ကျွန်တော်လူတွေကိုပြောင်းလဲခြင်းစေခြင်းနဲ့ကျွန်တော်စကားနားထောင်စေခြင်းနဲ့အရင်ဒီလှုပ်စေခြင်းနဲ့ဆိုရင်ရိုးပဲတဲပြောကြပါစို့သူတို့ထက်တော်နေဖို့လိုတယ်သူတို့ထက်နေရာတနေရာရောက်နေဖို့လိုတယ်အဲ့တော့သူတို့ကလေးစားတမှုရှိမှာပေါ့နော်ယူတင်မှုရှိလိမ့်မယ်ကျွန်တော်စကားကိုအရေးယူလိုက်မယ်ဒါလည်းရှင်းပါတယ်ဒါမှဘာမှမရှိတဲ့မွေးနေတဲ့ထားပါတော့ဗျာဒီလမ်းဘေးမှာ
ဒီသူများပေးမှစားတဲ့လူတွေကပေါ့နော်အဲ့လိုလူကနေပြီးတော့ကျွန်တော်ဘယ်လိုချက်နာလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်စကားနားထောင်ပါဆိုတာသူပြောတဲ့အရာကမှန်နေအောင်တော့ဘယ်သူမှနားထောင်မှာမဟုတ်ဘူးဒါကတော့ like this is just marketing ပေါ့နော် marketing လို့ပြောရတာဒါကတော့လူရဲ့အုံနောက်ကဒီတိုင်းပဲဒါအမှားမရှိဘူးဆိုတော့ကျွန်တော်စဉ်းစားလိုက်တယ် okay ငါကစီထားကောင်းကတော့အမြဲတမ်းထားဖို့လုပ်နေမှာပဲငါမနေတတ်ဘူးငါစိတ်ထားမကောင်းဘူးပဲနဲ့ကိုဘယ်လိုခေါ်မလဲရှော့ပေါ့မနေတတ်ဘူးဗျာဒီမှာငါကောင်းရမယ်ဆိုတာပဲကျွန်တော်ဖြစ်နေတယ်ကျွန်တော်တော့အဲ့ဒါကျင်းစာမိနေတယ်လို့ဖြစ်နေတယ် okay ဆိုတော့ငါသူများတို့တကယ်ကူညီမယ်ကောင်းစေချင်တယ်ဆိုရင်ဒီကြတဲ့ငါကတော့နေရာတစ်ဆင့်ရောက်နေရမှာပဲကျွန်တော်ပြောနေတာထားပါတော့ဗျာကျွန်တော်ပြောတယ်အစာတွေဒီလိုလုပ်ကြပါဒီလိုမျိုးလုပ်မယ်ဆိုရင်ဘာလို့လဲအဆင်ပြေပါလိမ့်မယ်ဘဝမှာဘယ်လိုဖြစ်ပါလိမ့်မယ်နေကြကွာစီပေါ့ကျွန်တော်လမ်းနေပေးတယ်ပေါ့နော်လမ်းပေးဆိုကျွန်တော်ကိုယ်တိုင်လည်းဘဝမှာနေရာရောက်နေဖို့လိုတယ်ကျွန်တော်အနောက်ကအိမ်ကလည်းဒါဟိုပုံမှန် view ပဲပြောကြပါစို့ပေါ့နော်ကျွန်တော်ကတော့အဲ့လောက်ကြီးဘယ်လိုကောင်းမလဲ like material မဆန်ပါဘူး material ဆိုတာကနိုင်ကြီးတို့ဘာလို့ညာ basically like I can buy it ကျွန်တော်ဝယ်နိုင်တယ်ကျွန်တော်ဖေပတ်စံရှိတယ်ဒါဟိုကြွားတာမဟုတ်ဘူးနော်ရှိတယ်တို့တော့ကျွန်တော်အဲ့လိုဝယ်လေးရှိတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့လည်း like you have to like level up you know ဒါပါတော့ဗျာကျွန်တော်ကဒီလိုစကားတွေပြောနေတယ်ဆိုရင်တချို့ကကောင်းမြာမင်းဘာကြီးလဲပါမင်းအဲ့လောက်လည်းမဟုတ်ပဲနဲ့ပြောနေတယ်လို့ဖြစ်နေမယ်ဒါပေမဲ့ just the same thing ကျွန်တော်ပြောနေတဲ့စကားအတူတူပဲအနောက်ကဟာတိုက်လိုမျိုးဒီမှာလုံးဝ mansion ကြီးပေါ့ဗျာလုံးဝ special ကြီးဆိုရင်ဘာပြောတာပုံမှန်တယ်လို့ပြောရင်စိတ်ကပုတ်ပေါက်လိမ့်မယ်ဒါကတော့လူအုံတော့ကအရှင်းဆုံးပဲဆိုတော့ကျွန်တော်စဉ်းစားလိုက်တယ် okay ငါဒီသူများတွေကိုငါစကားနားထောင်စီချင်နေဆိုရင်ငါတော့တနေရာရောက်နေဖို့လိုတယ်မြင်နေဖို့လိုတယ်ဒါကြောင့်ငါမြင်အောင်လုပ်မယ်အခုဆိုရင်ကျွန်တော်စဉ်းစားရတယ် it's not mainly because of that ဘယ်လိုကောင်းမလဲဒီမှာသူများအတွက်ကြီးတော့ဒီနဲ့လုပ်နေတာမဟုတ်ပါဘူးဗျာဒါပေမဲ့ကျွန်တော်ကိုယ်တိုင်စဉ်းစားလိုက် okay ငါဒီပြောင်းစီချင်တာဖြစ်တဲ့အတွက်ငါစကားကိုနားထောင်စီချင်တာဖြစ်တဲ့အတွက်ငါမြင်နေမှာဖြစ်တယ်အဲ့တော့ကျွန်တော်စဉ်းစားလိုက်တယ်စာဘက်မှာဆိုလဲကျွန်တော်ကအမြင့်ဆုံးဆိုတဲ့ level ကိုကျွန်တော်သွားဖို့စဉ်းစားထားတယ်တဟိုးဘာမှမဝင်ဘူးဆိုရင်တော့6ပါတာကိုဝင်အောင်သွားမယ်နော်ဒါမှန်တာတော့တဟိုးဘာမှမှန်ထားတယ်you know just let's do it အဲ့ဒါရှိမယ်ပြီးသွားရင် financial အပိုင်းဆိုလဲကျွန်တော်လုပ်မယ်ပြီးသွားရင်ဘာရှိအောင် like ဒီရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ခန္ဓာပိုင်းဆိုင်ရာအရာရောပေါ့နော်အဲ့လိုမျိုးအကုန်လုံးကိုကျွန်တော် level မြင့်သွားမယ်ရှိတယ်များအကုန်မြင့်သွားမယ်ဒီလိုဆိုရင်တော့ကျွန်တော်စကားတွေကပေါဝင်လာလိမ့်မယ်ကျွန်တော်စကားတွေကိုလူတွေပို့ပြီးနားထောင်လာကြလိမ့်မယ်တခုတော့ရှိတာပေါ့နော်ကျွန်တော်ဘလောက်ပဲလုပ်လို့ပါနားမထောင်တဲ့လူတွေဆိုတာရှိအောင်ပါပဲစူးသွန်းတဲ့လူတွေဆိုတာရှိအောင်ပါပဲအဲ့တော့ငါတက်နိုင်တော့အကုန်လုံးကဲမယ်ဆိုတာလေးကိုကျွန်တော်ထားတင်တယ်ဒါကျွန်တော်ပြန်ပြောနေတာပေါ့အားလေးပါကျွန်တော်ရင်ထဲမှာခုဖြစ်နေတဲ့စာဟာလေးကိုပြောနေတာပါဒီဗီဒီယိုကအဲ့လောက်ကြီးတော့ဘာမှတော့ရေးမပါပါဘူး like it's just for myself yeah but the one thing though ကျွန်တော်ဒီလိုမျိုးဗီဒီယိုမျိုးလေးတွေအများနဲ့လုပ်လို့ရှိတယ်ဟိုအရင်ပေါ့နော်ဟိုအရင်တစ်နှစ်ကဆိုလဲကျွန်တော်ပြောတယ်ငါစကားတွေအခုလောဆယ်တော့ဘယ်သူမှနားထောင်ကြမှာမဟုတ်ဘူးဒါပေမဲ့ငါတနေ့YouTube မှာနာမည်ကြီးတဲ့အခါကျရင်တော့အားလုံးကနားထောင်ကြလိမ့်မယ်အဲ့လိုမျိုးကျွန်တော်ပြောခဲ့ဘူးလေတကယ်လည်းနောက်နေ့ကျတော့ကျွန်တော် YouTube မှာစပေါက်သွားတယ် you know it's always like that ကျွန်တော်ကိုယ်တည်းကအနာဂတ်ကိုကျွန်တော်မှန်းလေးရှိတယ်တကယ်လည်းလုပ်ပါတယ်တကယ်လို့တကယ်ရတယ်ဗျာတကယ်ရရင် it's like it's just how I say it ကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲဗျာအကုန်လုံးဖြစ်လာတယ်ဆိုတော့ဒီတစ်ခေါက်လည်းအဲ့လိုမျိုးထပ်ဖြစ်စေချင်တယ်ကျွန်တော်နောက်နှစ်ဒီကြာရင်ဒီဗီဒီယိုပြန်ကြည့်ပြီးတော့comment မင်းကတော့ထပ်လုပ်လိုက်ပြန်ပြီမင်းပြောတဲ့အတိုင်းမင်းလုပ်လိုက်ပြန်ပြီမင်းအဆင်ပြေသွားပြီ you know အဲ့လိုပုံစံမျိုးမြင်ကြပါတယ်ငကိုတုံးကလည်းမြင်ခဲ့ပါတယ်အခုလည်းဆက်မြင်ဖို့အတွက်ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ okay ဒါတော့ပဲပြောချင်ပါတယ်ဒီနေ့ကတော့စာကအခုလုပ်မှာပါအခုဒီဗီဒီယိုရိုက်ပြီးရင်ဘေးထဲမှာအခုချင်းနှောင်းထောင်းနေဆိုအဲ့ဒါလုပ်မယ် that's it ဒါပါပဲဒါကတော့ hack လေးပါကျွန်တော်ကရုံးတော့မဟုတ်တော့ပါဘူးဘေးဆောင်ကြည့်တော့ပုံမိုက်တယ်ရှိကြီးနည်းနည်းကြတော့စပင်တူနေတော့တမျိုးပဲဗျကျွန်တော်တမျိုးပဲအဲ့ကြတမျိုးကြီးတော့ဖြစ်ရုပ်ကဒီဆိုရင်ကျွန်တော်နှစ်ဖူးပြောင်းတော့ it's like I kind of look like someone like ဘယ်လိုခေါ်မလဲရုပ်မာတာပေါ့လေမန်ကြီးတယ်လို့ပါတယ်အဲ့လိုရုပ်ပေါက်တယ်မျက်ခွက်ကြီးပြီးတော့
အဲ့လိုရုပ်ပေါ့ but like I don't know bro so what the fuck am I doing okay ဆိုတော့ကဒီလောက်ပါပဲကျွန်တော်ဆက်ရှိနေဦးမှာဖြစ်ပါတယ်စိတ်ထားကောင်းခြင်းဟာကောင်းတယ်ဆိုတဲ့ဟာကို proof နိုင်ဖို့ကျွန်တော်လူတော်များများထက်နေရာဘောနော်နေရာမြင့်တဲ့နေရာကိုကျွန်တော်သွားအောင်မှာဖြစ်ပါတယ်ကျွန်တော်မြင့်တဲ့နေရာရောက်သွားပြီဆိုရင်ကျွန်တော်အမှမတ်တက်ရပြီးပြောလို့ရပါတယ်ကျွန်တော်ကြည်ပါကျွန်တော်စိတ်ထားကောင်းပါတယ်တကယ်လဲကြိုးစားပါတယ်ဆိုတော့ကခင်ဗျားတို့စကားတွေများနေကြတာဒီခဏလောက်လျှော့ပါစိတ်ထားလေးကောင်းပြီးတော့တကယ်ကြိုးစားကြပါအဲ့ဒါဆိုရင်ကောင်းပါလိမ့်မယ်ကျွန်တော်အခုခင်ဗျားတို့ထက်တားနေပါတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပုံဝင်လင်းလင်းပေါ့ဗျာပြောလို့ရပါပြီနောက်တစ်နေ့မှာကျွန်တော်ပြန်လဲတွေးကြည့်နောက်တစ်နေ့တော့မဟုတ်ဘူးเนาะတစ်နေ့ဆိုရင်ကျွန်တော်ကြည်တွဲပဲရှိပါသေးတယ်ဒါပေမဲ့တစ်နေ့နှစ်နေ့လောက်ပေါ့เนาะတစ်နေ့နှစ်နေ့သုံးနှစ်ပေါ့အဲ့လောက်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုပြန်ကြည့်ခြင်းနဲ့ကောင်းမြတ်ဆန်အနာဂတ်ကောင်းရေးမင်းလုံးနိုင်မဲ့လုံငန်းယုံကြည်ပါတယ်ဘိုင်ဘိုင်